မင်္ဂလာပါမူရမများထားထားတဲ့ကျွန်တော်စူပါနဂါကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့9လပိုင်း20ရက်နေ့တနင်္လာနေ့အဖွင့်ပွဲတနေ့ကုန်စာတလုံးမိုင်ပတ်တီကိုအမုန်းကင်ပြီးတော့ပတ်ချင်နေတဲ့သူတွေအတွက်ကျွန်တော်ရဲ့တလုံးမိုင်ပတ်တီလေးနဲ့မပယ်ကောင်းနဲ့ကျွန်တော်ရဲ့ share တစ်ကွက်ကောင်းအောင်လည်းဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်တနခါလေးနဲ့မောင်နကားလေးကပြောပြပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အစင်လာရမင်္ဂလာပါဗျာနော်ကဲမင်္ဂလာနဲ့စသလိုကျွန်တော်ဗီဒီယိုဖိုင်လေးရဲ့အစမှာကျွန်တော်ပေါ့နော်မင်္ဂလာသတိပေးစကားလေးပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့မိတ်ဆွေတွေပေါ့နော်အနိုင်အရှုံးဒွန်တွဲနေတယ်အောင်မြင်မှုတွေကြာရှုံးမှုတွေဒွန်တွဲနေတယ်ကျွန်တော်တို့သင်္ခါရမမြဲသောလောကကြီးမှာခုပေါ့နော်ကျွန်တော်တို့ဒါမျက်နှာမငယ်ဖို့ဆိုကျွန်တော်တို့ငွေရှာဖို့တော့လိုပါတယ်သေရမပါတဲ့ပေါ့နော်ငွေကိုရှာဖို့တော့လိုတယ်ဒီမှာကျွန်တော်ပြောချင်တာနာကပေါ့နော်ကျွန်တော်တို့လောကနဲ့ပတ်သက်ထားလေးပေါ့နော်အရက်ထဲမှာလည်းအပြောများတယ်ပေါ့နော်ငွေမရှိရင်ဘယ်အမျိုးမှအမကူနဲ့ချဲတာထိုးဆိုတဲ့စကားလေးပေါ့နော်အဲ့စကားလေးအတိုင်းပဲပေါ့နော်ခုကကျွန်တော်တို့ဒါပေါ့နော်ကျွန်တော်တို့ထိုးသားဒီကိုပေးတာ၄ဘက်ရှိပါပြီနော်မိတ်ဆွေတို့နော်၄ဘက်ရှိပါပြီကျန်တဲ့အပတ်တွေဒိုင်းစားအပတ်တွေလောက်ပါတော့မယ်မိတ်ဆွေတို့ဒီနေရာကနေကျွန်တော်ငကားလေးတတိပေးပြစီဒါကြောင့်မလို့ကျွန်တော်ကတော့တိုက်တွန်းအားပေးရတာမဟုတ်ဘူးပေါ့နော် short တင်တာလေး short ဟုတ်ပြီလားနော်ကျွန်တော်တို့ပေးတာ၄ဘက်ရှိပြီနော်တတိထားတော့နော်မိတ်ဆွေတို့နော်ကဲဒါဆိုကျွန်တော်ကတနင်္လာနေ့အဖွင့်ပွဲတွေတဏီကုံသားကျွန်တော်တလုံးမိုင်ပတ်တီအမုန်းကင်ပြီးတော့ပတ်ချင်တဲ့သူတွေကျွန်တော်ရဲ့တလုံးမိုင်ပတ်တီလေးကိုစပြောပေးပါမယ်နော်ကဲကျွန်တော်ရဲ့တနင်္လာနေ့အဖွင့်ပွဲတဏီကုံသားတလုံးမိုင်ပတ်တီလေးရတော့ကျွန်တော်တို့ခွန်ပိုင်းခွန်ပတ်တီဖြစ်ပါတယ်ခွန်နဲ့ဆိုရင်82 84 89ဒီကနေ့လေး3ကွက် main all ဆိုမှ main all ဟုတ်ပြီလားနော်တစ်ကွက်ကောင်းတစ်ခါလေးပြောမယ်80နဲ့ခွန်ဆိုရင်တော့နော်82မှာ8ဒီကျွန်တော်တို့တစ်ကွက်ကောင်းဖြစ်ပါတယ်ဒီမှာပြောချင်တာကကျွန်တော်ဒီဗီဒီယိုဖိုင်လေးရဲ့အဆုံးမှာစနေနေ့ကကျွန်တော်ရဲ့တပတ်စာထိပ်စီး3လုံးအခွေ4လုံးအခွေကဲပေါက်ပရိတ်နဲ့မွေးကနန်းလေးတွေမကြည့်လိုက်ရသေးတဲ့သူတွေအတွက်ဒုတိယအချိန်ပြန်ပြောပေးမှာဖြစ်ပါတယ်နော်အားလုံးပဲမှတ်ပေါ့ဗျာနော်ဒီဗီဒီယိုဖိုင်လေးကိုကြိုက်ရင်လည်းကျွန်တော်ထုံးစံတိုင်းပြောနေတယ်အချက်ကလေး3ချက်နဲ့ကျွန်တော်ကိုကူညီပေးသွားဖို့လုံးဝမမိတ်ပါနဲ့နော်အားလုံးပဲကဲဟုတ်ပြီအရန်လုံးမိုင်ပတ်တီးလေးပြောမယ်အရန်လုံးမိုင်ပတ်တီးလေးကကျွန်တော်6ပိုင်း6ပတ်တီးပါ6နဲ့ပတ်သက်ရင်6နှစ်6 4 69 62မှာ8ခဏလေး4ခွက်62မှာ8တက်ခွက်ကောင်းเนาะအားလုံးပဲအဆင်ပြေပါစီဝမ်းချင်းဆိုရင်ခွန်6ဝမ်းချင်းကို2468နဲ့ကတ်ထိုးဗျเนาะ2468နဲ့ကတ်ထိုးပါကဲအဆင်ပြေကြပါစီလို့စူတောင်းလျက်ပါเนาะကျွန်တော်ငကားလေးကတော့ကဲခုမှကြောညာဝင်မယ်ကြောညာမှာကဘာလဲဆိုတော့ကျွန်တော်အပတ်စဉ်ပတ်တိုင်းအဖွဲ့ဝင်ခေါ်ပါတယ်အဖွဲ့ဝင်ကြီးကတပတ်လုံးစာမှာကျွန်တော်2000ကျပ်ပါဘာဟိုအဓိကရလဲဆိုတော့3ရက်မကျော်ပတ်သီးနဲ့မွေးကနန်းလေး6ခွက်အဓိကရပါတယ်အဲ့ဒါတွေကိုကစားနိုင်မှဝင်း3ရက်အတွင်းပေါ့နော်2ကြိမ်3ကြိမ်4ကြိမ်ပေါက်ချင်တယ်ဆိုကျွန်တော်နဲ့လာရောက်လက်တွဲပထမပတ်သီးအစောဆုံးထွက်ရင်ဒုတိယပတ်သီးရတယ်ပထမမွေးကနန်းအစောကြီးထွက်ရင်ဒုတိယမွေးကနန်းဆက်ရတယ်ဟုတ်ပြီလားနော်ဝင်းမယ်ဆိုရင် Viber ဖုန်းနံပါတ်399985 3999လေးနဲ့ကျွန်တော်ရဲ့ Pay Messenger လာရောက်ဆက်သွယ်ပါနော်အားလုံးပဲ Viber လည်းမသုံးနိုင်ဘူး Pay Messenger လည်းမဆက်သွယ်တော့ဒီဘောက Viber ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်ခေါ်ဆိုပြီးတော့လေအဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ကြီးကတပတ်လုံးစာမှာ2000ကျပ်ပါထိုင်းရဆိုရင်ဘတ်200ကျပ်နဲ့ကျွန်တော်စီစဉ်ပေးထားပါတယ်เนาะအားလုံးပဲကိုမားတွေကဲဝင်မယ်ဆိုရင်တော့မြန်လာရောက်ဆက်သွယ်ပါเนาะအားလုံးကိုလည်းကျွန်တော်ကချစ်တယ်ဗျเนาะအဆင်ပြေပါစီကူတလုံးမှာလည်းအတူပါတွေရှိတယ် KP WP အကောင့်ဒေါ်ထေးမြင့်ဖုန်းလုံးဝမလွဲပါနဲ့ငွေလွှဲဖုန်းကတစ်လုံးနဲ့သုံးပါတယ်399439 2939 iPhone နံပါတ်မဟုတ်ရင်လုံးဝမလွဲပါနဲ့เนาะသတိပေးရစီအခုမှလည်းပေါ့နော်အတူတွေလုံနေတဲ့သူတွေက9000အဲ့လိုတွေခေါ်နေတာတွေ့ရတယ်မလုတ်ပါနဲ့အခုတို့ဒီနေရာနဲ့ကျွန်တော်တခါတည်းမေတ္တာရက်ခံပါတယ်ဗျာနော်အားလုံးကဲဒါဆိုကျွန်တော်တို့ပေးတိုင်းထွက်တိုင်းပေါက်ဒိုင်နန်းကြောက်တဲ့မဟာတပတ်စာကနန်းပရိသာကထိပ်စီး3လုံးအခွေကစပြောမယ်ထိပ်စီး3လုံးအခွေက124ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေဖြစ်ပါတယ်ထိပ်စီးတီးတန်ဆော့ကျင်တော့1224အဲ့လိုဆော့ပါဘလို့လားဆိုတို့အင်္ဂါမကျော်ပါเนาะထိပ်စီးတီးတန်လိုက်ချင်တယ်သူကအင်္ဂါမကျော်ပါကဲ၄လုံးအခွေလေးက3468ဆိုတဲ့အပူပါ၄လုံးအခွေလေးပါပြီးကြရင်ကဲဘော့ဘရိတ်ကတော့ကျွန်တော်တို့35ဘရိတ်ပါ35ဘရိတ်မှာဆိုရင်14196469ဆိုတဲ့ကနန်းလေး၄ခွက်ကိုထူးရှယ်တင်ပြီးတော့ကစားပါထူးရှယ်မွေးကနန်းလေး၄ခွက်ပြောပေးပါမယ်ထူးရှယ်မွေးကနန်းလေး၄ခွက်ကကျွန်တော်တို့ဘာလဲဆိုတော့22မှ3 22မှ5 22မှ6 22မှာခွန်ဒီကနေ့လေးကွက်ကထူးရှယ်28နဲ့29ကနှစ်ကွက်ကောင်းမွေးကနန်းပေါ့နော်
ကဲအားလုံးအဆင်ပြေကြပါစေလို့ကျွန်တော်ကဒီနေ့ကနေဆုတောင်းပေးပါတယ်ဒီဗီဒီယိုဖိုင်လေးကိုစုံစမ်းတိုင်အောင်ကြည့်ပြီးသွားရင်လည်းမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိတယ်လို့ခံစားရရင်နံပါတ်1ချက်ဒီဗီဒီယိုဖိုင်လေးကိုအများမြင်များပေါ့အောင် share ပေးသွားနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ခဏလေးကို comment မှာမှန်ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေတင်နှံတွေ့မြင်အောင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကို like and follow လုပ်ပြီးတော့ကူညီသွားအပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ပေါ့နော်အဖွဲ့ဝင်တွေပေါ့နော်ဒါ3ရက်မကျော်ပတ်သီးနဲ့ဒါ3ရက်မကျော်မွေးကနန်းက3ရက်အတွင်းထွက်တယ်ဒါပေမဲ့ကိုကစေတနာသရာလုံးပြီးတော့ပေါ့နော်ဒုတိယအကြိမ်ပေါ့နော်ဒုတိယအကြိမ်တတိယအကြိမ်မြောက်ပတ်သီးကို9ပတ်သီးကိုဆက်ချပေးအဲ့မှာနည်းတော့နောက်ကျသွားတယ်ဒါပေမဲ့ကို့ member တွေအဆင်ပြေတယ်နော် member တွေအသိဟုတ်ပြီလားနော်ဒါကြောင့်လေ member ဝင်နေတဲ့သူတွေ Viber ဖုန်းနံပါတ်39998535လေးနဲ့ကျွန်တော် pay messenger မှာလာရောက်ဆက်သွယ်ပါတစ်ပတ်လုံးစာမှာအဖွဲ့ဝင်ကြီး2000ကျပ်ပါ KP WP အကောင့်ဒေါ်ထင်းမြင့်မဟုတ်လုံးဝမလွှဲပါနဲ့ငွေလွှဲဖုန်းနံပါတ်တစ်လုံးနဲ့သုံးပါနဲ့399439 293213ပေါ့နော်အဲ့လိုလေးရှိပါတယ်ဒုတိယပတ်သီးလေးတစ်ခါလေးနောက်ကျတတ်ပါတယ်နော်နောက်ကျပေမဲ့အဆင်ပြေတယ်နော်အပါတိုင်းအားလုံးကိုချစ်ပါတယ်မိတ်ဆွေတို့လည်းပေါ့နော်ဒါဒီနေ့မှဒီနောင်လာမဲ့မနေ့ဖြန်ပေါင်းများမင်္ဂလာရှိတဲ့မနေ့ဖြန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေမိဘကိုလှုပ်ကျွေးနိုင်တဲ့တာကောင်းသမီးမြတ်တီဖြစ်နိုင်ကြပါစေပြီးကြရင်ပေါ့နော်ဖခင်တရားကိုမမေ့နိုင်နဲ့မမေ့တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးရင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးသတ်ပါတယ်အားလုံးကိုချစ်ပါတယ်ဗျဘိုင်ဘိုင်ပါ